ကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့အကျယ်ဝန်းတဲ့လူဦးရေကွာခြားချက်ကအတော်လေးကိုကြီးမားပါတယ်အိန္ဒိယနိုင်ငံရဲ့အကျယ်ဝန်းကကမ္ဘာအဆင့်ခွန်ရှိပြီးတော့မြန်မာနိုင်ငံထက်9ဆနီးပါးကျယ်ဝန်းပါတယ်စတူဒန်ကီလိုမီတာ3.28တန်းရှိပြီးတော့လူဦးရေကလည်းတန်း1450ရှိပါတယ်ဒါကကမ္ဘာမှာအများဆုံးနေထိုင်တဲ့နိုင်ငံဖြစ်ပြီးတော့မြန်မာနိုင်ငံထက်တော့25ဆကျော်ပိုများပါတယ်အိန္ဒိယနိုင်ငံမှာလူမျိုးစု900ကျော်ရှိပြီးတော့အဓိကကတော့ Indo-Aryan, Dravidian နဲ့ Mongoloid လူမျိုးတွေဖြစ်ကြပါတယ်ဘာသာစကားပေါင်း2000ကျော်ရှိပေမဲ့အဓိကဘာသာစကားကတော့ Hindi ဘာသာစကားဖြစ်ပါတယ်ဒုတိယမြောက်ပုံစကားကအင်္ဂလိပ်စကားဖြစ်ပြီးအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိပါတယ်ပြည်နယ်တစ်ခုနဲ့တစ်ခုဒါမှမဟုတ်မြောက်ပိုင်းသားနဲ့တောင်ပိုင်းသားတွေစကားပြောကြတဲ့အခါဘာသာစကားမတူညီတဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်စကားကိုကြားခံအဖြစ်အသုံးပြုကြပါတယ်ရုံးသုံးဘာသာစကားကိုလည်း Hindi နဲ့အင်္ဂလိပ်နှစ်မျိုးလုံးကိုသတ်မှတ်ထားပါတယ်ဒါကြောင့်မို့အိန္ဒိယနိုင်ငံသားအခြေခံလူတန်းစားတွေကအင်္ဂလိပ်စကားမတတ်တဲ့အတွက်ကြောင့်မလို့တနေရာနဲ့တနေရာတွာလာနေထိုင်တဲ့အခါမှာအခက်အခဲတွေအများကြီးကြုံရပါတယ်ပြည်နယ်တစ်ခုနဲ့တစ်ခုကူးတဲ့အခါဘာသာစကားမတူညီတဲ့အတွက်ကြောင့်မလို့အချင်းချင်းအောင်စကားပြောဖို့ခက်ခဲပါတယ်အစိုးရဝန်ထမ်းလုပ်ဖို့လည်းအင်္ဂလိပ်စကားတတ်မှရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တာမန်အခြေခံလူတန်းစားတွေအတွက်ကတော့အခက်အခဲတွေအများကြီးရှိပြန်ပါတယ်အိန္ဒိယနိုင်ငံတောင်ပိုင်းမှာဟင်ဒီစကားကိုသိမပြောကြသလိုလက်မခံတဲ့သူတွေတောင်ရှိတတ်ကြပါတယ်ဒီနိုင်ငံမှာထူးခြားချက်5ချက်ရှိပါတယ်ကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံလို့ပြောကြပြီးတော့မဲယုံပေါင်း1 သန်းကျော်မဲပေးသူအရေအတွက်တန်း900ကျော်ကဥရောပတိုက်သားအားလုံးထက်တောင်မှပိုများပါတယ်နံပါတ်1ကတော့အိန္ဒိယမီးရထားကကမ္ဘာမှာအလုပ်သမားအင်အားအများဆုံးခန့်ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်နေ့စဉ်ရထားစီးသူအရေအတွက်ကတန်း20ကျော်ရှိပြီးတော့ဒါကဩစတြေးလျနိုင်ငံတစ်နိုင်ငံလုံးစာလူဦးရေနေတောင်ညီမျှပါတယ်နံပါတ်3ချက်ကတော့ဟင်းခက်အမွေးကြိုင်ဘရင်လို့တင်စားကြပါတယ်ကမ္ဘာမှာသုံးစွဲနေတဲ့ဟင်းခက်အမွေးကြိုင်စုစုပေါင်းရဲ့80%ကအိန္ဒိယကနေလာတာပါဒါကြောင့်သူတို့ရဲ့ဟင်းလျာတွေကလည်းကမ္ဘာမှာနာမည်ကြီးပါတယ်နံပါတ်4အချက်ကတော့အိန္ဒိယနိုင်ငံကကမ္ဘာမှာအင်ဂျင်နီယာနဲ့နည်းပညာရှင်အထွက်ဆုံးနိုင်ငံတစ်ခုပါလက်ရှိကမ္ဘာကျော်ကုမ္ပဏီတွေဖြစ်တဲ့ Google နဲ့ Microsoft ရဲ့ CEO တွေကလည်းအိန္ဒိယနွယ်ဖွားတွေဖြစ်ကြပါတယ်နံပါတ်5ကတော့ထူးခြားတဲ့သဘာဝပတ်ဝန်းကျင်ရှိနေတာပါအိန္ဒိယနိုင်ငံကကမ္ဘာပေါ်မှာကျင်းသင်းတဲ့ကြားနှမျိုးစလုံးသဘာဝအတိုင်းအတူရှိနေတဲ့တခုတည်းသောနိုင်ငံဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာတစ်ခုကတော့အိန္ဒိယနိုင်ငံထဲမှာမီနီမြန်မာလို့ခေါ်တဲ့မြန်မာပြည်အသေးစားလို့ခေါ်လို့ရတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့မဏိပူရပြည်နယ်နဲ့မီဇိုရမ်ပြည်နယ်တွေဖြစ်ပြီးတော့သူတို့ရဲ့ရုပ်ရည်အစားအစာနဲ့ယဉ်ကျေးမှုတွေကမြန်မာနိုင်ငံကတိုင်းရင်းသားတွေနဲ့အတော်လေးဆင်တူတာကိုတွေ့ရမှာပါဒါကသူတို့ရေးထားတဲ့အချက်လက်တွေဖြစ်ပြီးတော့တစ်ချိန်လုံးကမဏိပူရနဲ့မီဇိုရမ်ကမြန်မာပိုင်းနေမြေတွေဖြစ်ခဲ့ပူပါတယ်လွတ်လပ်ရေးရတဲ့အချိန်မှာအင်္ဂလိပ်ကမြန်မာပြည်နယ်ကရဲ့နေမြေတွေကိုအိန္ဒိယကိုပေးလိုက်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးဖြစ်သွားခဲ့တာပါဒီနေရာမှာမြန်မာအစိုးရခံခဲ့ရတယ်ဆိုတာတဲ့တိုင်းရင်းသားတွေကဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်းပါသွားတဲ့အတွက်ကြောင့်မလို့အဓိကခံခဲ့ရတာပါတိုင်းရင်းသားနေမြေတွေကလည်းမြန်မာတစ်ချမ်းအိန္ဒိယတစ်ချမ်းဖြစ်ပြီးတော့သူတို့ရဲ့နေမြေတွေလည်းကျင်းသွားခဲ့ပါတယ်အထူးသဖြင့်ကတော့မြန်မာနိုင်ငံဘက်မှာကျန်ခဲ့တဲ့ချင်းလူမျိုးစုတွေကတော့နေမြေသေးသေးလေးနဲ့လူမျိုးစုနည်းနည်းလေးပဲကျန်ခဲ့တာပါဒါကတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံနဲ့ဆက်ဆက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေပဲဖြစ်ပါတယ်အခုလိုအကြောင်းအရာတွေကိုကျွန်တော်ရဲ့ Pantry account တစ်ခုထဲမှာပဲစူးစမ်းပြီးတော့တင်ပေးနေပါတယ်ဗျ